ကျမတို့နေထိုင်တဲ့ဒီကဘာကြီးပေါ်မှာလူသူမသိပဲပျောက်ကွယ်နေတဲ့လျှို့ဝှက်ချက်တွေဘယ်လောက်တောင်ရှိနေမလဲတစ်ချိန်ကခန်းသားထေဝါခဲ့တဲ့မြို့ကြီးတွေဟာတညတဲ့အတွင်းမှာတင်ဘာကြောင့်အစအနမကျန်ပျောက်ကွယ်သွားခဲ့ရတာလဲဒီနေ့ဥယျာဉ်တာတိမ်မှန်ကနေသမိုင်းပညာရှင်တွေတောင်အပြေရှာမရသေးတဲ့ကမ္ဘာအထူးဆန်းဆုံးပျောက်ဆုံးနေတဲ့မြို့ကြီး၅မြို့အကြောင်းတင်ဆက်ပေးသွားမှာပါနံပါတ်1အတ္တလန်တစ်ပထမဆုံးမြို့ကတော့လူတိုင်းကြားဘူးတဲ့အတ္တလန်တစ်ပါဂရိတသနိကဗေဒပညာရှင်ပလီတိုပြပြခဲ့တဲ့ဒီမြို့တော်ကြီးဟာအခုခေတ်တောင်သားလုံးနဲ့ဤပညာတွေရှိခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့နတ်ဖျားတွေရဲ့အမျက်တော်ရှာမှုကြောင့်ပြင်းထန်တဲ့ငလျင်တွေရေကြီးမှုတွေနဲ့အတူတရက်နဲ့တညအတွင်းမှာသမုဒ္ဒရာရေအောက်ကိုထာဝရနစ်မြုပ်သွားခဲ့ရပါတယ်နံပါတ်2အဲဒိုရာဒိုဒုတိယမြို့ကတော့အမေဇုံတောနက်ထဲမှာရှိတယ်လို့ယူဆရတဲ့အဲဒိုရာဒိုပါဒီမြို့မှာရှိတဲ့အိမ်တွေလမ်းတွေနဲ့နန်းတော်တွေအားလုံးဟာရွှေအစစ်တွေနဲ့လှုပ်ထားတာပါနှစ်ပေါင်းရာချီပြီးရှာဖွေသူတွေဟာဒီမြို့တော်ကိုရှာခဲ့ကြပေမဲ့ဘယ်သူမှပြန်မလာနိုင်ခဲ့ကြပါဘူးဒါဟာတကယ်ရှိတဲ့မြို့လားဒါမှမဟုတ်လောဘသားတွေကိုမြားခေါ်တဲ့ထောင်ချောက်တစ်ခုလားဆိုတာအခုထိလျှို့ဝှက်ချက်ပါနံပါတ်3မာချူပီချူတတိယမြို့ကတော့အင်္ဂါလူမျိုးတွေရဲ့တိမ်မော်ကမြို့တော်လို့ခေါ်တဲ့မာချူပီချူပါပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း8000နီးပါးမြင့်တဲ့တောင်ထိပ်တွေပေါ်မှာဒီလောက်ကြီးမားတဲ့ကြောက်တုံးကြီးတွေကိုဘလို့နီးပညာနဲ့တည်ယူတိဆောက်ခဲ့တယ်လဲဆိုတာအံ့ဩစရာပါပိုပြီးထူးဆန်းတာကတော့ဒီမြို့မှာနေထိုင်သူတွေဟာဘာအကြောင်းအရင်းမှမရှိပဲမြို့ကိုအရှင်လက်လက်စွန့်ခွာသွားခဲ့ကြတာပါနံပါတ်4ပွန်ပေစတုဒ္ဓမြို့ကတော့ရောမအင်ပါယာရဲ့အခမ်းအနားဆုံးပွန်ပေမြို့ပါလွန်ခဲ့တဲ့နှစ်ပေါင်း2000နီးပါးကပစ္စူပီရက်မီးတောင်ရုတ်တရက်ပောက်ကွဲခဲ့ပြီးမြို့တစ်မြို့လုံးကိုပြပူတွေအောက်မှာနှစ်ပေါင်း1500ကျော်ကြာအောင်ဖုံးလွှမ်းသွားခဲ့ပါတယ်အခုပြန်ရှာတွေ့တဲ့အခါမှာတော့အဲဒီခေတ်ကလူတွေရဲ့နောက်ဆုံးအချိန်မြင်ကွင်းတွေကိုအကြောက်ရွံ့တွေအဖြစ်နဲ့ထိတ်လန့်စရာကောင်းအောင်မြင်တွေ့ရမှာပါနံပါတ်5အန်ကောဝတ်နောက်ဆုံးမြို့ကတော့အရှေ့တောင်အာရှရဲ့ဂုဏ်ဆောင်ခမာအင်ပါယာရဲ့မြို့တော်အန်ကောဝတ်ပါကမ္ဘာအကြီးဆုံးဘာသာရေးအဆောက်အုံကြီးဖြစ်တယ်လို့လူဦးရေတန်းချီနေထိုင်ခဲ့တဲ့ဒီမြို့ကြီးဟာဘာကြောင့်ရုတ်တရက်လူသူကင်းမဲ့ပြီးတော်ကြီးပိတ်ပေါင်းနေအောင်ရောက်သွားခဲ့ရတာလေရာသီဥတုဖောက်ပြန်မှုလားဒါမှမဟုတ်ကျူးကျော်စစ်တွေကြောင့်လားဆိုတာပညာရှင်တွေအငင်းပွားနေကြဆဲပါဒီပြောက်ဆုံးနေတဲ့မြို့ကြီး၅မြို့ထဲမှာအသင်ရောဘယ်မြို့ကိုအနှစ်သက်ဆုံးလဲတနေ့နေ့မှာမြို့ကြီးတွေရဲ့လျှို့ဝှက်ချက်တွေကိုကျမတို့ရှာတွေ့နိုင်မလားသင်ရဲ့အမြင်တွေကို comment မှာရေးခဲ့ပါအောင်ရှင်အခုလိုထူးဆန်းတဲ့အကြောင်းအရာတွေကိုသိချင်နေဆိုရင်တော့ဥအန်တာတိတ်မန်ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ရှင်